မိတ်ဆွေတို့စစ်ရှုံးပြီးအသက်ဘေးနဲ့ရင်ဆိုင်နေရချိန်မှာတောင်တခြားသူတို့ရဲ့အသက်ကိုကယ်ဖို့အတွက်ကိုယ့်အသက်ကိုစွန့်လွတ်ရတဲ့မင်းတစ်ပါးအကြောင်းကိုစိတ်ကူးကြည့်ဖို့ပါသလားဒီလိုမိုးမြတ်တဲ့စိတ်ထားမျိုးဟာဘယ်လိုအကြောင်းအရာတွေကနေဖြစ်လာနိုင်မလဲဆိုတာသင်သိချင်နေလိမ့်မယ်လို့ထင်ပါတယ်ဒီနေ့မှာတော့မြတ်စွာဘုရားကိုတော်တိုင်ဟောကြားခဲ့တဲ့ကူလာဝကဇတ်ဆိုတဲ့ဇတ်တော်ကနေအဲ့လိုမိုးမြတ်တဲ့စိတ်ထားမျိုးဘယ်လိုဖြစ်လာလဲဆိုတာကိုပြောပြပေးသွားမှာပါဒီဇတ်တော်ကတင်ဘဝအတွက်အဖိုးတန်သင်ခန်းစာတွေကိုပေးနိုင်မှာပါမိတ်ဆွေဘဝရဲ့အကောင်းဆုံးဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်ဖို့ဒီဇတ်တော်ကတင့်ကိုလမ်းပြပေးပါလိမ့်မယ်တခါတုန်းကမြတ်စွာဘုရားဟာဇေဒဝန်ကျောင်းတော်မှာတရင်တုံးနေတုန်းကောသလတိုင်းကယဟန်ငယ်နှစ်ပါးဟာမြတ်စွာဘုရားကိုဖူးမြော်ဖို့ရောက်လာခဲ့ပါတယ်ဒီယဟန်နေထဲကတပါးမှာရေစစ်ချပြီးနောက်တပါးမှာတော့မရှိပါဘူးခရီးသွားရင်ရေငတ်လို့ရေတောက်ကြတော့ရေစစ်ရှိတဲ့ယဟန်ကသူ့ရေစစ်ကိုမငှားပေးခဲ့တဲ့အတွက်ရေစစ်မရှိတဲ့ယဟန်ကပိုးတွေပါတဲ့ရေကိုမစစ်ပဲထောက်လိုက်ရပါတယ်ဒီအကြောင်းကိုမြတ်စွာဘုရားသိတော့ရေစမငားတဲ့ယဟန်ကိုရောပိုးပါမှန်တိလျက်နဲ့ရေမစစ်ပဲတောက်တဲ့ယဟန်ကိုပါအပြစ်တင်ပြီးတိတ်ခါပုတ်တွေပြညတ်ခဲ့ပါတယ်ပြီးတော့ရှီးတုံးကပညာရှိတွေဟာသူတစ်ပါးအသက်ကိုကယ်ဖို့အတွက်ယထာကိုတောင်နောက်ပြန်လှည့်ခဲ့တယ်ဆိုပြီးမာခလူလင်အကြောင်းကိုဟောကြားခဲ့ပါတယ်လွန်ခဲ့တဲ့ဘဝတစ်ခုမှာမကဒအတိုင်းရာဇချိုပြည်ကမဆလာရွာမှာမာခလူလင်ဆိုသူဟာသားသမီးတွေနဲ့အတူချမ်းသာကြွယ်ဝပြီးအလှူအတန်းပြု၅ပါးသီလဆောင်ထိန်တဲ့ထူတော်ကောင်းတစ်ယောက်ဖြစ်ပါတယ်သူ့ရဲ့အပေါင်းအသင်း33ယောက်လည်းသူ့လိုပဲ၅ပါးသီလဆောင်ထိန်ပြီးကုသိုလ်ကောင်းမှုတွေပြုလုပ်ကြပါတယ်သူတို့ဟာနန်းနဲ့စောစောထားပြီးလမ်းတွေကိုရှင်းလင်းတရားတွေခင်းရေတွင်းရေကန်တွေတူဇရက်တွေဆောက်လုပ်ပြီးရွာသားတွေအားလုံးကုသိုလ်ကောင်းမှုလုပ်ဖို့ကိုလမ်းညွှန်ပေးခဲ့ကြပါတယ်ဒီလိုနဲ့ရွာသားတွေမကောင်းမှုမလုပ်ကြတော့ရွာသားမင်းရဲ့ဝင်ငွေကရောကျလာပါတယ်သူကမာကားလူလင်ကိုအမျက်ထွက်ပြီးမင်းကြီးဒီရွာသားတွေကတခိုးတွေပါရွာတွေကိုဖျက်ဆီးနေကြပါတယ်လို့မဟုတ်မမှန်ကုန်းတိုက်ခဲ့ပါတယ်မင်းကြီးလည်းမစုံစမ်းပဲသူတို့ကိုဖမ်းပြီးစင်နဲ့နင်းသက်ဖို့အမိန့်ပေးခဲ့ပါတယ်စင်နဲ့နင်းသက်ခံရတော့မယ့်အခြေအနေရောက်ချိန်မှာမာကလူလင်ကသူ့ရဲ့အပေါင်းအသင်း33ယောက်ကိုမိတ်ဆွေတို့ကိုဆောင်ထိန်တဲ့တီလာကိုစင်ကျင်ကြပါကုန်းတိုက်တဲ့ရွာသားမင်းအမိန့်ပေးတဲ့မင်းကြီးနင်းသက်မဲ့စင်တွေကိုအမျက်မထွက်ကြပါနဲ့မေတ္တာပွားကြပါလို့ဆုံးမခဲ့ပါတယ်သူတို့အားလုံးလည်းမေတ္တာပွားလိုက်တော့စင်တွေဟာသူတို့နာရောက်တာနဲ့အော်ဟစ်ပြီးပြေးကုန်ကြပါတယ်ဘယ်စင်မှသူတို့ကိုမနှင်းဝင်တာကိုမင်းကြီးကသိတော့သူတို့မှာစေကောင်းဒါမှမဟုတ်မန္တရာကောင်းရှိတယ်ထင်ပြီးစုံစမ်းခိုင်းပါတယ်ဘာမှမတွေ့တော့မာကလူလင်ကိုမင်းတို့ရဲ့မန္တရာကဘာလဲလို့မေးမြန်းခဲ့ပါတယ်မာကလူလင်ကအရှင်မင်းကြီးကျွန်တော်တို့မှာတခြားမန္တရာမရှိပါဘူးအတမတက်ဥစ္စာမခိုးသူ့မယားမပြင်းမှာမဟုတ်မမှန်မပြောအရက်မတော့ပဲ၅ပါးတီလာကိုစောင့်ထိန်ပြီးမေတ္တာပွားများအလူပေးလမ်းပြင်ရေတွင်းရေကန်တူဇရက်ဆောက်တဲ့ကောင်းမှုတွေပဲရှိပါတယ်လို့ရှောက်တင်ခဲ့ပါတယ်မင်းကြီးကမာကလူလင်ရဲ့စကားတွေကိုကြားတော့သူတို့ကတခိုးတွေမဟုတ်ပဲသူတော်ကောင်းတွေဆိုတာကိုနားလည်သွားပါတယ်ပြီးတော့ဂုံးတိုက်တဲ့ရွာသားမင်းကိုသူတို့ရဲ့ကြုံမခေပေးရခဲ့ပြီးရွာသားမင်းရဲ့စီးစိမ်တွေစင်တွေကိုလည်းပေးရခဲ့ပါတယ်အဲ့ဒီနေ့ကစပြီးသူတို့လိုချင်တဲ့ကောင်းမှုတွေကိုလွတ်လပ်စွာလှုပ်ဆောင်နိုင်ကြပါတယ်မာကလူလင်ဟာအမိအဖားကိုလှုပ်ကြွေးခြင်းကြီးသူကိုပူဇော်ခြင်းမှန်ကန်ပြီးနူးညံ့တဲ့စကားပြောခြင်းကုန်းမတိုက်ခြင်းဝင်မတော်ခြင်းဆိုတဲ့ကျင့်ဝတ်ခုနှစ်ပါးကိုဖြည့်ဆည်းပြီးတည်တဲ့အခါတာဝတိန်သာနတ်ပြည်ရဲ့တရားမင်းဖြစ်ခဲ့ပါတယ်သူ့အပေါင်းအသင်း33ယောက်လည်းသူ့နဲ့အတူနတ်ပြည်ရောက်ခဲ့ကြပါတယ်တချိန်မှာတော့တရားမင်းဟာအတူရာတွေကိုနတ်ပြည်ကနေမောင်းထုတ်ခဲ့တဲ့အတဲ့အတူရာတွေကတရားမင်းကိုစစ်ခင်းခဲ့ကြပါတယ်စစ်ပွဲမှာတရားမင်းရဲ့တပ်တွေအရေးနှိမ့်လာပြီးယထာနဲ့ပြန်ပြေးရတဲ့အခြေအနေဖြစ်ခဲ့ပါတယ်ယထာကမြန်နှုံမြင့်မောင်းနေလာတော့ဂလုံငယ်တွေနေတဲ့လက်ပံတိုးကိုဖျက်သွားချိန်မှာယထာလေတံကြောင့်လက်ပံပင်တွေကျိုးပြီးဂလုံငယ်လေးတွေတေလို့နီးသားဖြစ်ကုန်ကြပါတယ်ဒီအတန်ကိုကြားတော့တရားမင်းကမာတာလိဂလုံငယ်တွေမထိခိုက်ရအောင်ယထာကိုနောက်ပြန်လှည့်လိုက်ပါအဆူရာတွေတတ်လို့ငါတေလာကပိုကောင်းပါတယ်လို့ပြောခဲ့ပါတယ်တရားမင်းရဲ့ဒီဆုံးဖြတ်ချက်ကြောင့်ယထာကိုနောက်ပြန်လှည့်လိုက်တဲ့အခါအတူရာတွေဟာတရားမင်းကအင်အားဖြည့်ပြီးပြန်လာပြီးထင်ပြီးကြောက်ရွံ့တုန်လို့ကသူတို့ပြည်ကိုပြေးပြန်ခဲ့ကြပါတယ်ဒီလိုနဲ့တရားမင်းဟာစစ်ပွဲကိုအနိုင်ရခဲ့ပြီးသူ့ရဲ့ကုသိုလ်ရှင်ကောင်းယူဇနာထောင်မင်းနဲ့ဝေဇယန္တာပြတာလည်းပေါ်ပေါက်လာခဲ့ပါတယ်
မာဂလူလင်ရဲ့ဇနီးလေးယောက်ထဲကသူ့သမားသူ့စီတာသူ့နန္ဒာတို့ဟာကောင်းမှုကုသိုလ်တွေပြုခဲ့ကြတဲ့အတွက်နတ်ပြည်မှာတရားမင်းရဲ့မိဖုရားတွေဖြစ်ခဲ့ကြပြီးသူ့ကြတာကတော့ကုသိုလ်မရှိလို့ပြိုင်းမှဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့တရားမင်းကသူ့ကိုနတ်ပြည်ရဲ့စီးစိမ်တွေကိုပြသပြီးငါးဖားတိလအဆောင်ထိန်ဖို့အကြိမ်ကြိမ်ဆုံးမခဲ့ပါတယ်။သူ့ကြတာဟာပြိုင်းမှဘဝကနေအိုထိန်သေးသမီးနောက်ဆုံးအဆူရာမင်းရဲ့သမီးဖြစ်ခဲ့ရပြီးတရားမင်းရဲ့လမ်းညွှန်မှုကြောင့်နောက်ဆုံးမှာတော့နတ်မိဖုရားထစ်ခဲ့ရပါတယ်။ဒီဇတ်တော်ကြီးကနေမိတ်ဆွေတို့ပါတင်ခန်းစာရလိုက်လေ။သူတစ်ပါးအသက်ကိုကယ်တင်ဖို့အတွက်ကိုအသက်ကိုတော့ဆွတ်လွတ်ရဲတဲ့တရားမင်းရဲ့မေတ္တာနဲ့ကောင်းမှုမရှိလို့ဘဝပေါင်းများစွာနှိမ့်ချခဲ့ရတဲ့သူကြတာရဲ့အဖြစ်ကိုကြည်ပြီးဘဝမှာကုသိုလ်ကောင်းမှုပြုခြင်းရဲ့တန်ဖိုးကိုပိုပြီးနားလည်လာလိမ့်မယ်လို့ယုံကြည်ပါတယ်။ဒီလိုမျိုးဘဝအတွက်အဖို့ကတဲ့ဇတ်တော်တွေသင်ခန်းစာတွေကိုနားထောင်ကျင်သေးတဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel ကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်။